Hello,အားလုံးပဲမင်္ဂလာပါရှင် Victoria King Channel မှာကြိုဆိုပါရစေ။ဒီနေ့ကတော့အိမ်မှာဖက်ထုတ်ဥကတ်ကျော်ရဲ့ dim sum ရဲ့လှုပ်ရှားဖြစ်ပါတယ်ရှင်။လုပ်ပုံစင်စင်ကိုလိုက်ကြည့်ပေးကြပါအောင်ရှင်။ရေဆေးတန်းစင်ပြီးအရသာနေထားတဲ့ကြက်သားနဲ့ပဇွန်ဖြစ်ပါတယ်ရှင်။ dim sum လုပ်ဖို့အတွက်ကြက်သားနဲ့ပဇွန်ကိုကြိတ်ပါမယ်ရှင်ပထမဆုံးကြက်သားကိုထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ရှင်ပြီးရင်ပဇွန်ကိုထည့်ပြီးတော့ကြိတ်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ကြိတ်လို့ပြီးသွားပါပြီရှင်ကြိတ်ထားတဲ့အသားထဲမှာထည့်မယ်ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်မုံလာဦးနီကြက်သွန်ဖြူနီချင်းကြက်သွန်မြိတ်ကြက်ဥပဲငံပြားရဲ့အနောက်တကြားပြောင်းကော်မုံတရှိစားဘေကင်းဆိုဒါငရုတ်ကောင်းမုံနှမ်းစီမွေခရုစီပဲငံပြားရည်ကြီးတို့ဖြစ်ပါတယ်ရှင်ခုနကပြထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုကြိတ်ထားတဲ့အသားတွေကိုထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အရသာတွေအသားတွေကိုစိတ်ဝင်သွားအောင်လက်နဲ့တေချာလေးနယ်ပေးလိုက်ပါမယ်ရှင်လက်ကတော့ရေဆေးထားတာဖြစ်ပါတယ်ရှင်ဒါကတော့ဖက်ထုတ်လုံးမဲ့ရွက်လေးတွေကိုခွာပြီးတော့မကတ်အောင်ဂျုံမုတ်လေးတွေဖြူထားပေးတာဖြစ်ပါတယ်ရှင်ဒီတစိတ်ကိုအသုံးပြုထားပါတယ်ရှင်ဟုတ်ကဲ့ပထမဆုံးရေထည့်ပါမယ်ရှင်ရေထည့်ပြီးတော့စကားလေးခံလိုက်ပါမယ်ရှင်ပြီးရင် dim sum လေးတွေကိုထည့်လိုက်ပါမယ်ရှင်မိနစ်20လောက်ပေါင်းလိုက်ပါမယ်ရှင်ခုဆိုရင် dim sum လေးတွေစားလို့ရပါပြီရှင်ကျက်သွားပါပြီရှင်ဖက်ထုတ်လုပ်ဖို့အတွက်ဖက်ထုတ်ရွက်ထဲကိုအသားစွန်းတစ်ဝက်ခန့်ထည့်ပါမယ်ရှင်ပြီးရင်ရေလေးစွတ်ပြီးတော့အနားသားလေးတွေကိုဖိပေးပါမယ်ရှင်ပြီးရင်ခရင်လေးနဲ့ဖိပြီးတော့ပုံစံဖော်ပေးလိုက်ပါမယ်ရှင်ဖက်ထုတ်ဥကတ်ကြော်ဖို့အတွက်ဖက်ထုတ်လေးတွေအားလုံး ready ဖြစ်နေပါပြီရှင်ဒဲအိုးတွေကိုစီနှဲငယ်ထည့်ပါမယ်ပြီးရင်ဖက်ထုတ်လေးတွေကိုစီပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်အထက်အသားတွေကျက်သွားအောင်ရေနှဲငယ်ထည့်ပေးပါမယ်ရှင်ပြီးရင်ဖက်ထုတ်ဘေးသားလေးတွေမာမသွားအောင်လို့ကော်မုတ်3စွန်းရေ6စွန်းဖြော်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်အဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ရှင်အခုဆိုရင်ဖက်ထုတ်ဥကတ်ကြော်လေးရပါပြီရှင်အချင်းဖြော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့တံမြာရည်ရဲ့စားရဲ့တကြားရဲ့နှမ်းရဲ့နနမင်းရဲ့ပဲငတ်ပြားရဲ့အကြည့်ရဲ့ငရုတ်စီတို့ဖြစ်ပါတယ်ရှင်ခုနကပြတ်ထားတဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုပကံလုံးတစ်လုံးထဲမှာထည့်ပြီးတော့တေချာလေးမှွေပေးလိုက်ပါမယ်ရှင်အရသာအင်မတန်ရှိတဲ့ sauce လေးတစ်ခွဲရပါပြီရှင်ဟုတ်ကဲ့ဖက်ထုတ်ဥကတ်ကျော်ရဲ့ dim sum ရဲ့အချင်းရည်ရဲ့အားလုံးစင်သင်းဖြစ်သွားပါပြီရှင်အိမ်မှာလှုပ်ရှားဖြစ်တာလေးဖြစ်ပါတယ်ရှင်ကြက်ချင်းတူမယ်ဆိုရင်လိုက်လှုပ်ရှားကြည့်နိုင်ပါတယ်ရှင်အင်မတန်မှအရသာရှိပါတယ်ရှင်အန်တီခင်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကြည့်ရှုသူများအားလုံးအန်တီခင်ကကျေးဇူးများကြီးတင်ပါတယ်ရှင်